သူမရဲ့နောက်မှာကြောထောင်းနောက်ခံဖြစ်ခိုင်ခိုင်မာမာရှိနေကြောင်းကိုဒီပွဲကသက်တည်ပြလိုက်တာပါအားလုံးသိကြတဲ့အတိုင်းလူတွေကစီကံမန်းဆိုရင်တသက်မဲ့ကိုအထင်သေးပြီးနှိမ့်ချပြောဆိုခြင်းကြတယ်။ဒါပေမဲ့သူမရဲ့နောက်မှာမင်းသားကြီးလွင်မိုးကသူ့ဤသမီးနဲ့မီးလေးကိုသူ့ဤအောင်မြင်မှုသူ့ရဲ့ဂုံဒရက်တွေနဲ့ကိုအပြည့်အဝလောကတဲ့ရဲ့လိုင်းတဘိုးတွေကြားကနေကာကွယ်ဆောင်ရှောက်ပေးထားပါတယ်။ဒါကြောင့်မို့လို့မင်းသားကြီးလွင်မိုးကိုတော့အခုဆိုရင်ပြည်သက်တွေကမင်းသားကြီးတယောက်ထက်မိသားစုကိုအပြည့်အဝအားသွန်ခွန်ဆိုင်နဲ့လွှမ်းမိုးထောက်ခံပေးထားတဲ့ဖခင်တဦးဖြစ်ပို့ပြီးတော့ချစ်ခင်လာကြပါတယ်။ရွှေကုံဖျားပေါ်ကဒီမိသားစု၄ယောက်ရဲ့ပုံရိပ်ကလေးကိုကြည့်မယ်ဆိုလို့ရှိရင်အရာရာမှာဘယ်ရာမှမလိုပဲနှွေးထွေးမှုနဲ့မေတ္တာစင်မေတ္တာမှန်တာလိုပါတယ်ဆိုတာကိုဖခင်ကြီးလူမျိုးကတည်ပြပေးနေတာပါ။ကဲဒီတော့ပြည်သက်ကြီးတို့ကလည်းမင်းသားကြီးလွင်မိုးကဆိုရင်ဖခင်ကောင်းတယောက်ပီသားစွာယောက်ျားကောင်းတယောက်ပီသားစွာနဲ့မိသားစုကိုလွေထွေးတဲ့မေတ္တာတွေနဲ့လွှမ်းခြုံပေးနေတယ်ဆိုတာကိုအပြည့်အဝမြင်မိမို့လားရှင်အားလုံးလည်းဒီဗီဒီယိုလေးကိုကြိုက်နေတတ်မယ်ဆိုလို့ရှိရင်ပွဲကြိုက်ခင်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်